ဒီဘက်ကဟုတ်ကဲ့လားဟေးဘသူလုံးကငါအိမ်သာခဲနဲ့ထူလာ ဟာမင်းအိမ်သားကလေးတူမင်းတောက်တဲ့ရေကွက်ကြီးလွင့်သွားတယ်ဗျာဟုတ်ပါမြစ်တာ တော့ရေခွက်မဟုတ်ဘူးကွာမျက်နှာတစ်တဲ့ခွက် ဘာ မင်းနာမကြောက်လားဒီဘက်ကဘသူလဲတော့မင်းညာလေ ဟာထွန်းလာကရှိတယ်ဘယ်နဲ့ရိုက်လိုက်ကြီးလား ဟောရှေ့တုန်းကလူရှင်တော်နဲ့မင်းသမီးဆိုတာလူရှင်တော်မတယောက်လို့ပရိတ်သက်တည်သွားအောင်မင်းသမီးကနေဒီဘက်ကဘသူလဲလို့ခေါ်နေတာ ရိုက် ခုနောက်က တော့မင်းမှတ်ထားအဲ့ဒါမင်းရမရိုက်တော့ငါရိုက်ရင်ထားတယ်နော် အမဒီနဲ့သူကကြားတဲ့အသားယူသေးတယ် တော့ကြပါတော့ကွယ်ငါမြည်လေးလဲနာလာ မဲ ခေါ်တယ်မကြောက် ပဇတ်မပေါဘူးလားပဇတ်နဲ့ ဒီမှာကျမရွှေမန်းသူမြင့်တန်းခေါ်နေတယ်ရှင်မကြောက်လားခေါ်နေလူရှင်တော်မင်းသမီးခေါ်နေလူရှင်တော်မင်းသမီးခေါ်နေ ရိုက်လိုက်ရဟေးမင်းတုံကြီးနဲ့ငါကောင်းရှာကြည့်ပြ အဲ့ မင်း တော့ပါလေ ရှင် ဒုံမသုံးနဲ့ ပြော ဒါကရေလောင်းအိမ်သာ ရေလောင်းနေတာ ဘယ်ရီလောင်းအင်း ငါကောင်းရေလောင်းနေတာဖြစ်နေ ခေါ်ရမကြောက်လားရိုက်တယ် ပဇတ်မပါဘူးလား ပါဇက်ပါလဲဟောလက်ကဒုတ်ကိုဟောလို့တစ်ခုတည်းမဟုတ်လို့နှစ်ခုပူးမှာဟောဒီလိုရိုက်တယ် ဒီမှာဒီရွယ်လက်ပါရမယ့်ရွယ်မဟုတ်ဘူး ဘာလဲ မဟုတ်ရမယ့်ရွယ်မဟုတ် ကိုဘောသားရဲ့မူးလာတဲ့အခါကျတော့ပါတယ်ဗျ ဘာပါလားမူပြီးရိုက်မိတယ် ရိုက်မိတာပဲ ငါပြန်ကြည့်ပြောရှင်ခေါ်နေမရဘူးလားမင်းသမီးခေါ်နေတယ်ကျမရွှေမန်းသူမြင့်တန်းပရိသတ်ရှင်မှာခေါ်နေတာကြားဘူးလား ဟော လို့ ဗျာဒုက္ခပါပဲကိရိုက် ရိုက်တယ် ကဲမင်းဒီလိုသင်းကြီးခံပေါင်းနဲ့လင်မျိုးရှာအောင် ဒီလေတင်းကြီးကပေါင်းမဲ့လင်းရဲ့ရောင်းနေဘောသားကြီးကစားတယ်ကွာချီးတယ် မရိုက်ပါ ဟာ နဲ့ လေရှင်ရဲ့မင်းသမီးလင်ဖြစ်ချင်တာပေါ့ဒီမြင့်တန်းဘယ်တော့မှမယူသေးဘူး မရိုက်ပါနဲ့ ဒီမှာအပြိုကြီးပါဆိုမှလူကြားတယ်ကိုလော ကောင်းမရိုက်ကျိုးရိုက်စီရိုက်ဟာ ကြောက်လိုက်ရတယ်ကောင်းရိုက်တယ် နင်တို့ခေါင်းကြီးရိုက် ဟုတ်တယ် တနည်းပွဲတော့လည်းခေါင်းရိုက် အာ ကျတော့ငါခေါင်းဘူးတွေတစ်တွေများဖြစ် ဟုတ်တယ် ဘူးတွေတစ်တော့ဖြစ်တော့အိမ်ရောက်တော့မိမခေါင်းစားပြီးမေးသေးတယ် ဘယ်လိုမေး ဘောဆန်ရှင်ကောင်းဘူးတွေဘာဖြစ်တာလဲငါမင်းသမီးကရိုက်တယ်ဆိုမကပဲနေမသူညာပြောอ่ะ ဘယ်လိုပြော ငါကောင်းဘူးတွေကရေနစ်တာလို့ ဟုတ်ရင်းနေတာကောင်းဘူးထင်မလားကွာ ရေနစ်ပြီးပေါ်လာတော့လေဦးနဲ့ဝင်ဆောက်လာလေ ဟောအဲ့ဒါလေဦးမဟုတ်ဘူးဗျ ပါတော့ ငါမတ်တရရေချိုးနေတာရ မင်းမတရရီချူ အေး မလီအဲ့ဒီတော့မင်းမသိလေ ဟမ် မင်းမျက်နှာနဲ့ဟောလို့ပက်လက်ထိုးပြီနော် ဩပက်လက်ပေါ်လို့ဘောကွာမှောက်ရတာပေါ်ရင်ပြန်နစ်တယ် ကိုတက်တော့တာတည်းရေနစ်ရဝါဘူး ဟုတ်ပါဗျာ ခေါ်နေမကြောက်လား ရိုက်ပါနဲ့ ရိုက်တယ်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  ဟာ ကဲရိုက် ရိုက်တယ်ရိုက်တယ် အမသဘောကောင်းနေတယ် အားမရသေးဘူး အားမရ အားမရ မျက်နှာအားရမယ်မျက်နှာမဟုတ် ဘာလဲ ဟုတ်ပါ ဘာရအောင်မရဘူးကျွန်တော်လည်းခြေလုံးမရှိဘူး ဟာအဲ့ဒါ AIDS ဟုတ်ပါရိုက်ပါနဲ့ ရိုက်တယ်ရိုက်တယ်ရိုက်တယ် အားရ အားမရဘူး အားမရသေးငါနမနော်ညောင်းနေမထိုက်ရိုက်ကြ အား ဘူး ရတယ်အမေရိုက်တာ ရိုက်ကဲအားရ အားမရသေး အားမရ အားမရသေး လာအားမရသေးအဲ့ရိုက်ကြ ဟုတ် ကိုတက်တော့ ဗျာ ကြံတော့ကြံနေကမ်းမလိုက်ဘူး ကန်လိုက်နေဆက်ပြ ဘာမှလည်းမသိဘူး အဟုတ်မှလုံးမတယောက်ကြံသေးတယ် အမ ခါနေတာရောမထူးတော့ဘူးလား မိမယာတာနေသားမ အမမကြည့်ကြည့်တဲ့မိမ ကိုသိန်းစုခါနေတာ အေးလေမိမနေရမိမနေပါ ရှင်စကားပြောကြည့်ပြောနော် ဘသူ ရှင်ကျမမြင့်မြတ်သားမျက်နှာကိုသိချကြည့်ပြောဘာမိမရှင်စကားပြောစကားပြောကြည့်ပြောခဏလို့ကြည့်နေမရိုက်ချင်လို့တော့နော်ငါစမ်းမ မိမခေါ်တာမကြိုက် မကြိုက်ဘူးမကြိုက် မ ဘူး ရှိတာပဲ ကျမနာမည်ရှိတယ်ကျမနာမည်ရွှေမန်းသူမြင့်တန်းတယ်ပြိတ္တတွေအားလုံးသိပြီးသားရှင်နော်ချက်တာခေါ်ရှင်အဲ့လိုမခေါ်နဲ့ဘာမိမ မင်းဟာဘာလဲ ကျမမိမ ငါဘာလဲ ရှင်ယောက်ျား အေးငါယောက်ျားမင်းမိမငါယောက်ျား ဟုတ်တယ် ပိုင်ဦးရဗျာ ပါတယ်နော် မိမတို့ဘာလို့ရှိလဲဘာမိမခေါ်လုံးနဲ့ ကျမနာမရှိနေနာမည်ခေါ်ပါလား ခေါ်ရတာလေကြာပြောရလေကြာမိမကိုခေါ်ရလေမိမငါမရ ဘာတို့ကွာဘာရှုပ်ပြန်တာ ပြောတော့လား ဘူးမသူကကြားတဲ့ဝင်ရှုပ်နေသေး ဒီမဲ နော် ကိုသိန်း ရှ စု လို့ ဒီနောက်လာပါရှင်စောစောကားကားမလုပ်ပါနဲ့ကျမတို့ကချစ်တော်ပြိတ္တကိုဖန်သားပြင်မှာဖျော်ပြနေတဲ့အချိန်မှာရှင်ရင်ကြည့်ရပြောပါဘာမိမလေးပါလေးခေါ်တာ မင်းကဖန်သားပြင်မောနေဖြောပြနေတော့ငါတော့စောကားနေ ရှင်ပြောသလိုဆိုစောကားသလိုဖြစ်တာပေါ့ တာနေသားမှာမိမရ ရှင်တော့ပြောလေပြောလေပြောလေကဲလေ ရိုက်ပြန် မင်းမိမမို့မိမခေါ်တာဘာလို့စိတ်ထိုးတာလို့ စိတ်ဆိုးတယ်ကျမနာမည်ခေါ်ရလား ဘာလို့နာမည်ကမင်းမိမမို့လို့မင်းကဘာတို့ ကျမမိမလေ ငါဘာတို့ ရှင်ယောက်ျားလေ အေးမင်းမိမငါယောက်ျား အေး
မိမပေါ်တယ်ငါဘာလို့လဲရှင်းယောက်ျားငါမရမင်းမိမနဲ့ မင်းချုံနေ ငါကြည့်ယူတော့ကွာမထူပါဘူးမင်းပိုက်တယ်မင်းတာရွေးပြင်းပြသားသွားပြီးတော့မိမ မင်းမရတော့ငါဟေးကောင်နင်းနဲ့တွေ့နေသေးတယ်ကွာ ငါမင်းရဲ့နေနေမလားငါနေတော့ဘာသာကြည့်တာငါမင်းပါမင်းငါ မင်းတွေ့နေတယ်မနဲ့ထိုးပါကွာ ငါကျွတ်ချတာငါမင်းသားမင်းပါ မင်းပါ နောက်တစ်ခါပြောရရင်တော့မင်းတသွေးကွက်ငါပက်လက်မျောတော့တော်ပြီပြော နင်းနဲ့တွေ့နေနေကြီး အခုမှလေ နင်းနဲ့ကိုငါမျက်နှာကိုကရိုမီနာဒီပြက် ကိုသိန်းစုလည်းခေါ်ပြီးပြီ နာလည်းမဟုတ်ကလူဘီနာ အကိုသိန်းစုကိုလည်းခေါ်ပြီးပြီဟောဒီကအကိုဘောဆန်ကြီးကိုလည်းခေါ်ပြီးတယောက်ကြံသေးတယ် ဟုတ်မင်းစိတ်မဆိုးနဲ့ စိတ်မဆိုးပါဘူး အေးပြော